သာသနာထွန်းကားဖို့စီစဉ်ကဦးစိုးကြီးရဲ့ဦးစီးမှုနေတာဆရာကအလားကိုသင်ယူခဲ့တာလူငယ်တွေကြိုးစားလို့လားဆွေးခတ်မောင်စင်မင်းသားလို့ဘောပါလို့ဒီတွင်ကာသာသနာထွန်းကားဖို့စီစဉ်ကဦးစိုးကြီးဦးစီးမှုနေတာဆရာကအလားကိုသင်ယူခဲ့တာလူငယ်တွေကြိုးစားလို့လားဆွေးခတ်မောင်စင်မင်းသားလို့ဘောပါလို့ဒီတွင်လားဆက်ကတမန်ကထွတ်တန်လို့ကြောလာပါပြီနော်လာ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 ပြီနော်မတူရင်မတူနေနော်မတူရင်မတူနေနော်စိတ်ကတမန်ကထွတ်တောင်းလို့ကြောလာပါပြီနော်လာ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 ပြီနော်မတူရင်မတူနေနော်မတူရင်မတူနေနော်ဒီဒီစမလာနော်ဝေဟိစမလာနော်ဝေဟိစမလာနော်ဒီဒီစမလာနော်စင်လုံးရစင်မင်းသားလို့နာမည်ပြီးလို့အများကဝိုင်းငါခေါ်လာပြီနော်လာပြီနော်ဆွေးခတ်မောင်တို့ခက်ဆန်းခဲ့ပြီနော်Thank you.